ငွေကြေးလွတ်လပ်မှု financial freedom ကိုယ်တိုင်တကူတကပင်ပင်ပန်းပန်းအလုပ်တွေလိုက်လုပ်ဆရာမလို့တော့ပဲငွေတွေဟာသူ့လိုဝင်လာတာမျိုးကိုရေဘူးရအဖြစ်ငွေကြေးလွတ်လပ်မှု financial freedom လို့ခေါ်ပါတယ်အိမ်နေတဲ့အချိန်အပန်းဖြေခီးသွားတဲ့အချိန်ထမင်းစားနေတဲ့အချိန်စားတဲ့ဘလို့အချိန်တွေမှမဆိုပိုက်ဆံငွေကြေးတွေကိုယ့်စီကိုအလိုဝင်လာအောင်လုပ်နိုင်တဲ့နေ့ဟာငွေကြေးလွတ်လပ်မှုရရှိတဲ့နေ့ပဲဖြစ်ပါတယ်ငွေကြေးလွတ်လပ်မှုရရှိဖို့အတွက်ဆိုရင်ကျွန်တော်တို့ဟာငယ်ရွယ်တဲ့အချိန်မှာကတည်းကအပျော်တွေကိုအလွန်မင်းလိုက်စားနေတာမျိုးမဟုတ်ပဲရတဲ့လစာလေးနဲ့လုံလောက်နေတာမျိုးမဟုတ်ပဲပိုက်ဆံကိုအမြဲတိုးပြီးရှာဖွေနေဖို့လိုအပ်ပါတယ်လူငယ်ဘဝမှာကတည်းကယုံထားပါမှအသက်ကြီးလာတဲ့အခါငွေကြေးလွတ်လပ်မှုရရှိမှာဖြစ်ပါတယ်တင်းနေနဲ့အသက်ကြီးလာတဲ့အခါပိုက်ဆံကိုအကြီးကျယ်လိုက်ရှာနေစရာမလိုပဲသူ့လိုဝင်လာတဲ့ပိုက်ဆံတွေကိုအေးဆေးဆေးထိုင်သုံးရင်းဖျားလေးသွားပတိလေးစိတ်တရားလေးနာခရီးတွေထွက်လို့ရတဲ့ဘဝမျိုးကိုပိုင်ဆိုင်လိုပါသလားဒါဆိုရင်တော့ငွေကြေးလွတ်လပ်မှုရအောင်စ조사ဖို့လိုပါတယ်ငွေကြေးလွတ်လပ်မှုရဖို့အတွက်ဆိုရင် passive income ဝင်တဲ့လမ်းကြောင်းတွေအများကြီးဖန်တီးထားဖို့လိုပါတယ် passive income ဆိုတာကိုယ်တိုင်သိပ်ပြီးဝင်ပါစရာမလိုတဲ့ငွေကြေးလမ်းကြောင်းကိုဆိုလိုတာပါအသေးချာရှင်းပြပါမယ်ဝင်ငွေလမ်းကြောင်းမှာ active income နဲ့ passive income ဆိုပြီးနှစ်မျိုးရှိပါတယ် active income ဆိုတာဘာလဲ active income ဆိုတာကိုယ်တိုင်အလုပ်ဝင်လုပ်မှရရှိလာတဲ့ဝင်ငွေပါအလုပ်လုပ်ရင်ပိုက်ဆံရမယ်အလုပ်မလုပ်ရင်ပိုက်ဆံမရဘူးဆိုတဲ့ဝင်ငွေအမျိုးအစားဖြစ်ပါတယ်ဥပမာအားဖြင့်ပြောရမယ်ဆိုရင်ဝန်ထမ်းအလုပ်ကုန်စည်ရောင်းတဲ့အလုပ်ကားမောင်းတဲ့အလုပ်ဆရာဝန်အလုပ်တွေဖြစ်ပါတယ်ဒီအလုပ်အမျိုးအစားတွေဟာကိုယ်တိုင်လုပ်ငန်းလုပ်မှကိုယ်ပိုင်ဝင်ငွေကိုရရှိမဲ့ active income အမျိုးအစားတွေပါ passive income ဆိုတာဘာလဲ passive income ဆိုတာလုပ်ငန်းလုပ်ဆရာမလို့တော့တာမျိုးတော့မဟုတ်ပါဘူးလုပ်ငန်းကိုအမြဲတမ်းမဟုတ်ပဲတစ်ချိန်တစ်ခါတည်းသို့မဟုတ်ကာလအပိုင်းခြားတစ်ခုတည်းနဲ့အလုပ်ရုံနဲ့အဲ့ဒီလုပ်ငန်းကနေနောက်ကိုယ်တိုင်လုပ်ဆရာမလို့တော့သည့်တိုင်အောင်ဝင်ငွေရနေတာမျိုးကို passive income လို့ခေါ်ပါတယ်ဥပမာအဖြစ်ပြောရမယ်ဆိုရင်အိမ်ငှားထားခြင်းမြေကွက်ငှားစားခြင်းလုပ်ငန်းတွေမှာယင်းနှီးမြှုပ်နှံထားခြင်းဘဏ်မှာပိုက်ဆံစုဆောင်း၍အတိုးစားခြင်းစာအုပ်ရေးသားထုတ်ဝေခြင်းကိုယ်တိုင်ဝင်မပါဘဲလဲပတ်နိုင်တဲ့လုပ်ငန်းတွေကိုတည်ဆောက်ထားခြင်းတွေဟာ passive income ရရှိဖို့အတွက်နည်းလမ်းတွေပဲဖြစ်ပါတယ် passive income ဝင်စေမဲ့လမ်းကြောင်းတွေကိုအများကြီးဖန်တီးထားနိုင်မှငွေကြေးလွတ်လပ်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်ပတ်စံရှာတဲ့နေရာမှာအသက်အရွယ်ပိုင်းခြားတွေသတ်မှတ်မထားပါဘူးမိမိဟာပတ်စံရှာဖို့အတွက်လုံလောက်တဲ့ပညာလုံလောက်တဲ့အရေးချင်းလုံလောက်တဲ့လေ့လာမှုတွေရှိပြီဆိုတာနဲ့ပတ်စံကိုရှာဖွေလို့ရပါပြီငွေကြေးဥစ္စာဆိုတာတည်သွားတဲ့အခါကိုယ့်ရဲ့နောက်ကိုလိုက်မလာနိုင်ပေမဲ့မတည်ခင်လေးမှာတော့ကိုဖြစ်ချင်တာတွေကိုလှုပ်ချင်တာတွေကိုအကောင်းမှုဆုံးဖြစ်ခွင့်လုပ်ခွင့်ပေးနိုင်တဲ့တစ်ခုတည်းသောအရာပါ money is power ဖြစ်ပါတယ်ပိုက်ဆံအကြောင်းကိုညတိုင်းတွေ့ပါရှင်သန်နေတော့မှယူခါနေအောင်ကြိုးစားပါလက်ရှိဝင်ငွေနဲ့မတင်းတိမ်လိုက်ပါနဲ့ဝင်ငွေကိုဒီတစ်ခုတည်းနဲ့မရက်တည်စေချင်ပါဘူးဒီလောက်ပိုက်ဆံလေးရှာနိုင်နေုံနဲ့မလုံလောက်သေးပါဘူးဒီထက်ပိုမြင့်တဲ့ဝင်ငွေကိုတစတိုးပြီးရှာနိုင်အောင်ကြိုးစားစေချင်ပါတယ်ဝန်ထမ်းလာစားတစ်လ9သိန်းလောက်နဲ့ဘဝမှာကောင်းမွန်စွာရက်တည်ရှင်သန်နိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးနောက်ပြီးအနာဂတ်မှာအဆင့်မြင့်တဲ့နေရာတနေရာရဖို့မဖြစ်နိုင်ပါဘူးဒီတစ်လ9သိန်းရှာနိုင်ရင်နောက်လ9သိန်း9တောင်နောက်ထပ်တစ်လမှာ6သိန်းစသဖြင့်တိုးပြီးရှာနိုင်နေမှချမ်းသာကြွယ်ဝပြီးအဆင်ပြေနေနိုင်နေတဲ့အနာဂတ်ကိုအိမ်မက်မှတ်ခွင့်ရမှာဖြစ်ပါတယ်တစ်လထက်တစ်လဘလို့တိုးပြီးဝင်ငွေရှာမလဲဆိုတာကတော့ကိုယ့်ရဲ့အရေးချင်းနဲ့ဉာဏ်ရည်ပေါ်မှာအများကြီးမူတည်ပါတယ်ဒီခေတ်ကြီးမှာဝင်ငွေရတဲ့လမ်းကြောင်းတွေအများကြီးရှိပါတယ်ဥပမာမနက်ပိုင်းရုံးသွားအလုပ်လုပ်ပြီးညနေရုံးပြန်တဲ့အခါ online shop လုပ်တာမျိုးကိုက graphic designer content writer digital marketer ဆိုရင် freelance လုပ်တာမျိုးကိုကဘာသာစကားတစ်ခုခုကိုကျွမ်းကျင်တဲ့သူတယောက်ဆိုရင်အားတဲ့အချိန်မှာသင်တန်းဖွင့်ပြီးပြန်လည်သင်ပြပေးတာမျိုးကိုကဘာလုပ်ရမှန်းမသိရင် content အကြောင်းအများကြီးလေ့လာပြီး content creator လုပ်တာမျိုးစတဲ့လုပ်ငန်းတွေအများကြီးလုပ်လို့ရပါတယ် social media ကိုကောင်းကြီးအသုံးချပြီး social media ကနေဝင်ငွေတွေအများကြီးရှာလို့ရပါတယ်လူငယ်ဘဝမှာဖြစ်ချင်တာတွေအကုန်ဖြစ်အောင်လုပ်လို့ရပါတယ်စူးစမ်းချင်တာတွေအများကြီးစူးစမ်းလို့ရပါတယ်ပြောင်းလဲလို့စိတ်ရှိရင်အများကြီးပြောင်းလဲပြစ်လိုက်လို့ရပါတယ်ကျွန်တော်အလုပ်တစ်ခုမှာ
ဝန်ထမ်းအဖြစ်လုပ်ခဲ့တုန်းကတစ်လကို6သိန်းခွဲရခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ဘဝမှာလုပ်ငန်းတစ်ခုတည်းလုပ်ရတာမကျင်းနိုင်ပါဘူးဒါကြောင့်မနေ့4နာရီခွဲလောက်အိယာထပြီးတင်နန်းကိုမနေ့စောစောသွားပါတယ်တင်နန်းနဲ့အိမ်ကတနာရီကျော်ဝေးပါတယ်မနေ့ပိုင်းတင်နန်းတက်ပြီးတာနဲ့အလုပ်ကိုသွားပါတယ်အလုပ်ကနေပြန်လာတော့တင်နန်းတစ်ခုထပ်တက်ပါတယ်နောက်ပြီးညပိုင်းတွေမှာ freelance လုပ်ငန်းတွေကိုလုပ်ပါတယ်တခါတလေအလုပ်လုပ်ရင်မနေ့2နာရီလောက်အထိရောက်သွားတဲ့နေ့တွေလည်းရှိပါတယ်ဒီလိုနေ့တွေဆိုရင်ကျွန်တော်ရဲ့တစ်နေ့တာအိတ်ချိန်က2နာရီခွဲဝန်းကျင်ပဲရှိပါတယ်ဒီလိုနဲ့ကျွန်တော်ပေးဆက်ခဲ့ရတဲ့အချိန်တွေပင်ပန်းမှုတွေစူးစမ်းခဲ့မှုတွေကိုအကောင်းဆုံးအသုံးချနိုင်ဖို့အတွက်ဝန်ထမ်းအလုပ်ကနေဆွန့်လွတ်ခဲ့ပါတယ်ဝန်ထမ်းလုပ်ခဲ့တုန်းကတစ်လဝင်ငွေ6သိန်းခွဲတစ်နှစ်ဝင်ငွေ88သိန်းရပါတယ်ဝန်ထမ်းအလုပ်ကနေထွက်ပြီးတစ်လအကြာမှာတော့ကျွန်တော်ရဲ့တစ်လဝင်ငွေကဝန်ထမ်းဘဝလုပ်တုန်းကလစာနှစ်စာရရှိခဲ့ပါတယ်ဝန်ထမ်းလစာနှစ်စာကိုကျွန်တော်တစ်လတည်းနဲ့ရအောင်ရှာနိုင်ခဲ့ပါတယ်ဒီလောက်လေးနဲ့ကျွန်တော်ရက်တန့်သွားမှာမဟုတ်သလိုအားရင်အားသလိုဝင်ငွေရှာနိုင်မဲ့လမ်းကြောင်းတွေကိုအမြဲလေ့လာနေပါတယ်ကျွန်တော်အမြဲ YouTube ကြည့်ဖြစ်တယ် YouTube မှာဝင်ငွေလမ်းကြောင်းလေ့လာသလိုဘဝရဲ့တိုးတက်ကြောင်းတွေကိုအမြဲတမ်းနားထောင်ပြသင်ယူဖြစ်ပါတယ်ပတ်စံပေါ်မှာယူသွနေတဲ့သူတယောက်အတွက်ပတ်စံရှာဖို့ဆိုတာမခက်ခဲလာပါဘူးကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းရင်းကတော့လက်ရှိလစာနဲ့မတင်းတိမ်စေဖို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာလူငယ်တွေမှုစူးစမ်းနိုင်တဲ့လောက်စူးစမ်းဖို့လိုပါတယ်သူများတိုးတက်နေတာကိုကြည့်ပြီးအားကျနေမဲ့အစားကိုတိုးတက်အောင်လုပ်ပါသူတစ်ပါးတစ်နေ့ရှာတဲ့ဝင်ငွေကိုတစ်လတည်းနဲ့ရအောင်ရှာနိုင်တာဟာကံကောင်းလို့မဟုတ်ပါဘူးဉာဏ်ကောင်းလို့ပါကျွန်တော်တို့ရဲ့အကြံနဲ့ဉာဏ်တွေပွင့်လင်းသွားပြီဆိုတာနဲ့ကျွန်တော်တို့ဘဝကြီးတိုးတက်ပြောင်းလဲလာမှာပါဆင်းရဲတဲ့သူတွေမှာဆင်းရဲရတဲ့အကြောင်းတရားတွေရှိတယ်လို့ချမ်းသာတဲ့သူတွေမှာလည်းချမ်းသာရတဲ့အကြောင်းတရားတွေအများကြီးရှိပါတယ်ဒါကြောင့်ကိုကအနာဂတ်မှာချမ်းသာခြင်းလားဆင်းရဲခြင်းလားဆိုတာကိုလုံနေတဲ့အကြောင်းရင်းနဲ့အကြောင်းတရားတွေပေါ်မှာမူတည်ပါတယ်ချမ်းသာခြင်းချမ်းသာဖို့အတွက်ရွေးခါနေအောင်ကြိုးစားပါချမ်းသာဖို့အတွက်ဆိုတာကလည်းမဟုတ်မမှန်တဲ့နည်းလမ်းတွေမကြိုးစားရပါဘူးအဲ့ဒီလိုမမှန်ကန်တဲ့နည်းလမ်းနဲ့ကြိုးစားလို့ရတဲ့ဝင်ရလဲမတည်မြဲပါဘူးကိုယ့်ရည်ချင်းကိုကျွမ်းကျင်မှုကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်ရလာတဲ့တန်ရှင်းတဲ့ပိုက်ဆံကသာအကောင်းဆုံးဖြစ်ပါတယ်ပိုက်ဆံပိုဝင်ငွေဘယ်လိုရှာလို့ရမလဲဆိုရင်တစ်လဝင်ငွေ3သိန်းနဲ့ရက်တီနေမယ်ဆိုရင်ကိုဟာ3သိန်းနဲ့မှာတစ်လဝင်ငွေ300နဲ့ရက်တီနေမယ်ဆိုရင်တော့ကိုက300တန်ဖြစ်ပါတယ်ပိုပြီးတန်ဖိုးမြင့်တဲ့သူတယောက်ဖြစ်ဖို့အတွက်ကျွန်တော်တို့အပိုဝင်ငွေတွေအများကြီးရှာကြမယ်နော်အပိုဝင်ငွေရှာလို့ရမယ့်လုပ်ငန်းအမျိုးအစားများ1 content writer ဆိုတာအလွယ်ကူဆုံးပြောရမယ်ဆိုရင်ကြော်ညာစာရေးတဲ့သူပါ content writer အလုပ်တွေဟာရုံးလုပ်ငန်းအနေနဲ့လုပ်လို့ရတယ်လို့ freelance အနေနဲ့လည်းလုပ်လို့ရပါတယ်ဒီနည်းအားဖြင့်ပြောရမယ်ဆိုရင်ကိုကအထည်ချုပ်လုပ်ငန်းလုပ်နေတယ်အိမ်ပြန်လာတဲ့အချိန်မှာအပိုဝင်ငွေနောက်ထပ်တစ်ခုထပ်လုပ်ချင်တယ်ဆိုရင်တော့ content writer သင်တန်းတက်ပါစာတွေအများကြီးဖတ်ပါ freelance content writer group တွေကို join ပြီးတခြားသူတွေဘယ်လိုလုပ်နေတယ်လဲဆိုတာအရင်ဆုံးလေ့လာပါနောက်တော့ကိုယ်တိုင် freelance content writer လုပ်ကြည့်ပါ content တစ်ပုဒ်ဟာအနည်းဆုံး1000ကျပ်ကနေစပြီးရနိုင်ပါတယ်နှစ် graphic designer အလုပ်ကိုနားလည်လွယ်အောင်ပြောပြရမယ်ဆိုရင် laptop computer ဖုန်းတွေနဲ့ရေးဆွဲရတဲ့အလုပ်ပါနေရာတိုင်းမှာ graphic design သင်တန်းတွေလည်းများစွာရှိတာမို့သင်တန်းတက်ပြီးအားလက်ချိန်တွေမှာအပူဝင်ဝင်ရှာလို့ရပါတယ် graphic design အကြောင်းတွင်ကြဲသိဖို့လိုတယ်ဆိုရင် Google မှာရှာကြည့်လို့ရပါတယ်3 video editor ဗီဒီယိုတွေ edit ဖြတ်ရတဲ့အလုပ်ကို video editor လို့ခေါ်ပါတယ် video editor တွေဟာဝင်ငွေပိုရတဲ့အလုပ်လည်းဖြစ်ပါတယ် video edit 1မိနစ်စာကို1000အထိလည်းရရှိပါတယ်ကိုကအပိုဝင်ငွေရှာဖို့စိတ်ဝင်စားတယ်ဆိုရင်တော့ video editing ကိုသင်ယူထားဖို့အကြံပေးပါရစေ4 online shopping online ကနေအဝတ်အထည်တွေအသုံးဆောင်တွေကိုရောင်းချတာမျိုးပါခုခေတ်မှာ online shopping လုပ်ရတာပို့လို့တောင်လွယ်ကူပါသေးတယ်အခုလက်တလုံးမှာတော့ TikTok မှာဈေးရောင်းတာကပိုပြီးထိရောက်လွယ်ကူပါတယ်5ပညာသင်ကြားပေးခြင်း
မိမိကျွမ်းကျင်တဲ့ပညာတွေကိုပြန်လည်သင်ကြားပေးခြင်းမှာ guide လုပ်လို့လည်းရတယ်လို့ online ကနေသင်ပြပေးလို့လည်းရပါတယ်ဒီကနေလည်းအပိုဝင်ငွေတွေရှာလို့ရပါတယ်6 digital marketer လုပ်ဖို့အတွက်ဆိုရင် social media ကိုကျွမ်းကျင်စွာသုံးသပ်ဖို့နဲ့ digital marketing ကိုပိုင်နိုင်ကျွမ်းကျင်နိုင်ဖို့လိုအပ်ပါတယ် digital analysis ကိုကောင်းကောင်းလုပ်တတ်ရပါမယ် digital marketer အလုပ်ဟာလုပ်နိုင်ရင်လုပ်နိုင်တဲ့လောက်ကျွမ်းကျင်ရင်ကျွမ်းကျင်တဲ့လောက်ပိုက်ဆံတွေပိုရပါတယ်ဝင်ငွေကောင်းပါတယ်ခုနှစ်တက်ပုံရိုက်ခြင်းကျွန်တော်တငယ်ချင်းတယောက်ဆိုရင်အလုပ်တစ်ခုနဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့သူကအလုပ်ဆင်းတဲ့အချိန်နဲ့ရုံးပိတ်ရက်တွေမှာသူဝါသနာပါတဲ့တက်ပုံဆရာအလုပ်ကိုလုပ်ပါတယ်သူရဲ့တက်ပုံရိုက်တဲ့အလုပ်ဟာလက်ရှိလုပ်နေတဲ့အလုပ်ရဲ့လစာထက်ပိုများပါတယ်ရှေ့ content creator အလက်ချင်းတွေမှာ content ဖန်တီးခြင်း vlog ရိုက်ခြင်းကနေလည်းအပိုဝင်ငွေရှာလို့ရပါတယ်အခုဖော်ပြခဲ့တဲ့အပိုဝင်ငွေလုပ်ငန်းမျိုးစားတွေကစလုပ်ချိန်မှာခက်ခဲပါတယ်ဒါပေမဲ့အချိန်တိုင်းတာတစ်ခုကိုရောက်သွားပြီဆိုတာနဲ့တကယ်လွယ်ပြီးပိတ်ဆံရှာရတာတကယ်ပြောစရာကောင်းကြောင်းသိလာပါလိမ့်မယ်အချိန်တိုတွင်နောက်လူတယောက်လိုပြောင်းလဲသွားစေမဲ့အလေးကျင့်များ၁ကိုယ်လက်လေ့ကျင့်ခန်းကိုအလုပ်တစ်ခုလိုသတ်မှတ်ပြီးနေ့စဉ်လုပ်ပါ၂တရားထိုင်ပြီးနေ့စဉ်ဖျားရှိခိုးပါ၃သူတစ်ပါးကိုအာယုံစိုက်မဲ့အစားကိုယ့်ကိုယ်သာအာယုံစိုက်ပါ၄ဝင်ငွေလမ်းကြောင်းအများကြီးရှာပါ၅ကျန်းမာစေမဲ့အစားအသောက်တွေကိုသာစားပါ၆နေ့စဉ် skin care ပါ9နေ့စဉ်စာအုပ်ဖတ်ပါသို့မဟုတ် YouTube မှာအကျိုးရှိစေမဲ့အကြောင်းအရာများနားထောင်ပါ10ကိုရင်းနှီးမြှုပ်နှံမှုများများလုပ်ပါ9သူတစ်ပါးကို blame မလုပ်မိပါစေနဲ့10အနာဂတ်အတွက် plan တွေကိုချပြီးလှုပ်ဆောင်ပါ17စိတ်ထားကောင်းတဲ့သူတယောက်ဖြစ်အောင်ကြိုးစားပါ12စကားမပြောခင်အရင်ဆုံးစဉ်းစားပါစဉ်းစားပြီးမှပြောပါ13အချိန်ကိုလေးစားတန်ဖိုးထားပါ14ရယူလိုသူထက်ပေးကမ်းလိုသူဖြစ်အောင်ကြိုးစားပါ15ငွေကြေးစီမံခန့်ခွဲမှုပညာကိုလေ့လာသင်ယူပါ16မိမိဘာသာစကားအပြင်နောက်ထပ်ဘာသာစကားတစ်ခုကိုထပ်မံသင်ယူပါ19ကိုယ့်ကိုဘယ်တော့မှမရွေးချယ်မဲ့သူကိုမဆောင်ပါနဲ့18ဒေါသကိုရှေ့တန်းမတင်မိပါစေနဲ့19မိမိရဲ့အားနည်းချက်တိုင်းကိုလူတွေကိုမပြောမိပါစေနဲ့20အာမနာတက်တဲ့သူဖြစ်အောင်ကြိုးစားပါအသက်အရွယ်တစ်ခုရောက်လာတဲ့အခါတန်ရန်လားဆိုတဲ့စကားကိုကိုအမြဲပြန်မေးပါအိမ်မက်တွေအတွက်အခုလိုပေးဆက်နေရတာတန်ရန်လားမကောင်းတဲ့လူတယောက်အတွက်မျက်ရည်ကျနေရတာတန်ရန်လားဆိုတာအမြဲသုံးသပ်ပါအသက်အရွယ်လေးတစ်ခုရောက်လာတော့တန်ရန်လားဆိုတဲ့စကားကိုအမြဲမေးဖြစ်တယ်စာအုပ်ထုတ်ပတ်တော့မယ်ဆိုရင်ပေးလိုက်ရတဲ့အချိန်နဲ့ဒီစာအုပ်ကတန်ရန်လားလို့အမြဲမေးပြလာတယ်သင်တန်းတစ်ခုကိုတက်တော့မယ်ဆိုရင်လည်းဒီသင်တန်းကငါပေးလိုက်တဲ့ငွေကြေးငါပေးလိုက်တဲ့အချိန်တွေနဲ့တန်ရန်လားလို့ကိုအမြဲမေးပြလာတယ်လူတစ်ယောက်ကိုအများကြီးစိတ်နစ်ပြီးကူညီပေးတော့မယ်ဆိုရင်လည်းငါဒီလောက်ထိစိတ်နစ်ပေးပြီးကူညီပေးဖို့အတွက်ဒီလူကတန်ရန်လားဆိုတာအမြဲမေးပြလာပါတယ်ဒါကကြီးကျယ်လာတာမဟုတ်ပဲကိုယ့်ဘဝမှာကိုလုပ်ပေးခဲ့တာတွေနဲ့မတန်တဲ့ကိုယ့်ရဲ့စူးစမ်းရတာတွေနဲ့မတန်တဲ့ရလဒ်တွေကိုရရှိလာခဲ့တာကြောင့်အခုလိုတန်ရန်လားဆိုတာအမြဲတွေးပြလာတာပါကျွန်တော်တို့ရဲ့ဘဝမှာမျက်ရည်ကျရတာနဲ့မတန်တဲ့အရာတွေရှိပါတယ်အချိန်ပေးရတာနဲ့မတန်တဲ့အရာတွေရှိပါတယ်ရှင်းပြဖို့မတန်တဲ့အရာတွေရှိပါတယ်တတိယဖို့မတန်တဲ့အရာတွေရှိပါတယ်တစုံတစ်ယောက်ကြောင့်ကိုထိခိုက်သွားဖို့မတန်တာတွေရှိတယ်ဒါကြောင့်ကျွန်တော်တို့ကတခုလောက်တော့မယ်ဆိုရင်ကိုယ့်အတွက်တန်ရန်လားမတန်ရက်လားဆိုတာကိုစဉ်းစားဖို့လိုအပ်ပါတယ်တကယ်လို့လူတစ်ယောက်ကြောင့်ကိုထိခိုက်သွားဖို့မတန်ဘူးထင်ရင်အဲ့ဒီလူအတွက်ကိုထိခိုက်အောင်မလုပ်လိုက်ပါနဲ့စာအုပ်တုပ်ကအချိန်ပေးရတာနဲ့မတန်ဘူးထင်ရင်အဲ့ဒီစာအုပ်ကိုဆက်မဖတ်ပါနဲ့သင်တန်းတစ်ခုကအချိန်နဲ့ငွေတွေပေးရတာမတန်ဘူးထင်ရင်အဲ့ဒီသင်တန်းကိုသွားမတက်ပါနဲ့နောက်ပြီးကိုကဂိမ်းတစ်ခုကိုဆော့နေတယ်ဆိုရင်ဒီဂိမ်းကိုဆော့ဖို့အတွက်အချိန်တွေအများကြီးပေးဆက်လိုက်ရတာတန်ရန်လားဆိုတာကိုလည်းကိုပြန်မေးဖို့မမေ့ပါနဲ့နော်တကယ်လို့တန်တယ်ဆိုရင်ဘာကြောင့်တန်တာလဲမတန်မှုဆိုရင်ရောဘာကြောင့်မတန်တာလဲဆိုတာကိုမေးခွန်းထပ်မေးဖို့လိုပါတယ်တ
ကယ်လို့ဂိမ်းဆော့တာပေးဆက်ရတဲ့အချိန်နဲ့ရရှိတဲ့အကျိုးကတန်တဲ့ထင်ရင်ဆက်လုပ်ပါမတန်ဘူးထင်တယ်ဆိုရင်တော့ဆက်ပြီးမဆော့ပါနဲ့ကိုဟာသူတစ်ပါးကိုဝေဖန်တဲ့ comment လေးတစ်ကြောင်းရေးလိုက်မယ်ဆိုရင်ဒီ comment ကိုအချိန်ပေးပြီးရေးလိုက်ရတဲ့အတွက်တန်ရလားဆိုတာရယ်ဒီလိုဝေဖန်တဲ့ကိုယ့်ရဲ့ comment တစ်ကြောင်းကြောင့်လူတွေကိုယ့်ကိုအထင်သေးသွားမှာတန်ရလားဆိုတာကိုလည်းတွေးတောစေချင်ပါတယ်နောက်ပြီးကိုနဲ့တန်တဲ့အလုပ်ကိုရှာဖွေလောက်ကင်ဖို့အတွက်အကြံပြုစကားလေးလည်းပြောချင်ပါသေးတယ်တချို့လုပ်ငန်းတွေကကိုယ့်ဘက်ကပေးလိုက်ရတဲ့အချိန်တွေခွန်အားတွေစေတနာတွေအရေးအချင်းတွေသွေးချွေးတွေပင်မနွမ်းနယ်မှုတွေနဲ့မတန်တဲ့အလုပ်တွေရှိပါတယ်ကိုယ့်အရေးချင်းနဲ့ဆိုရင်9သိန်းလောက်ရနိုင်ပေမဲ့တစ်လကို2သိန်းလောက်ပဲရတယ်အချိန်တွေလည်းအများကြီးပေးရတယ်အမြဲလဲအပြစ်တွေပြောခံရတယ်ပညာတွေနဲ့အတွေ့အကြုံကောင်းတွေလည်းမရဘူးကိုယ်စေနေတာတွေနဲ့လည်းမတန်တယ်လို့ခံစားနေရတယ်ဆိုရင်အဲ့ဒီအလုပ်ကနေထွက်ခဲ့ဖို့အကြံပြုပါရစေကျွန်တော်တို့ရဲ့အရေးချင်းကိုအတိအမှတ်ပြုတဲ့လုပ်ငန်းခွင်မှာလောက်ကင်ဖို့ထိုက်တန်ပါတယ်ကိုလိုအားနဲ့ညီမျှတဲ့လစာရဖို့ထိုက်တန်ပါတယ်ဒါကြောင့်ကိုနဲ့မတန်တဲ့အလုပ်ကိုမလုပ်ပါနဲ့ကိုနဲ့တန်တဲ့အလုပ်ကိုရအောင်ရှာပါအလုပ်ရှာတဲ့အခါတစ်ဖက်အလုပ်ကိုမထွက်သေးပဲနောက်ထပ်အလုပ်တစ်ခုကိုရှာပါနောက်ထပ်အလုပ်ကကိုယ့်ကိုခန့်ပြီဆိုမှအရင်အလုပ်ကိုစွန့်ခွာပါကျွန်တော်တို့နဲ့တန်တဲ့အရာတွေကိုသာလုပ်မယ်ဆိုရင်ကျွန်တော်တို့ဘဝကအရင်ကထက်ပိုပြီးတိုးတက်လာပါလိမ့်မယ်အရင်ကထက်လူလောကကြီးမှာနေထိုင်ရတာအဆင်ပြေလာပါလိမ့်မယ်တန်ရင်လားဆိုတဲ့အတွေးကိုအမြဲတွေးပြီးကိုနဲ့တန်တဲ့အရာတွေကိုပဲရွေးချယ်လောက်ကင်လာနိုင်မယ်ဆိုရင်သင်ဟာမကြခင်မှာယဉ်ကျက်တဲ့သူတစ်ယောက်အထာကျတဲ့သူတစ်ယောက်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်အေဂျင့်တဲ့သူရဲ့အနားမှာနေရင်အေဂျင့်ရမယ်ပူလောင်တဲ့သူရဲ့အနားမှာနေရင်ပူလောင်ရပါမယ်ကျွန်တော်တို့ရဲ့ရွေးချယ်မှုဟာကျွန်တော်တို့ရဲ့ဘဝအတွက်တက်ရောက်မှုအများကြီးရှိတာမို့ကောင်းတာတွေဖြစ်လာဖို့ကောင်းတဲ့အရာတွေကိုပဲရွေးချယ်ပါသင်ပတ်ဝန်းကျင်မှာဘယ်လိုလူတွေရှိသလဲကျွန်တော်မေးခွန်းလေးတစ်ခုမေးချင်ပါတယ်သင်ရဲ့ပတ်ဝန်းကျင်မှာဘယ်လိုလူမျိုးတွေရှိသလဲဘယ်လိုလူမျိုးတွေကိုသင်ပတ်ဝန်းကျင်မှာထားသလဲဒီမေးခွန်းကိုမေးရတာကျွန်တော်မှာအကြောင်းရင်းတွေအများကြီးရှိပါတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေအပေါ်မူတည်ပြီးကျွန်တော်တို့ဘဝတွေကအမျိုးမျိုးပြောင်းလဲသွားကြတာပါကျွန်တော်တို့ရဲ့ဘေးမှာအစိတ်တောက်ဖြစ်စေတဲ့သူတွေကိုကြာထားမယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ကလည်းအစိတ်တောက်ဖြစ်သွားစေနိုင်တယ်လို့ကျွန်တော်တို့ရဲ့ဘေးမှာအေးချမ်းနေတတ်တဲ့သူတွေကိုထားမယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ကလည်းအေးချမ်းနေတတ်သွားပါလိမ့်မယ်နောက်ပြီးကျွန်တော်တို့ပတ်ဝန်းကျင်မှာအလွန်ကြိုးစားတဲ့လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေကိုထားမယ်ဆိုရင်ကိုယ်တိုင်ကလည်းစီးပွားရေးနဲ့ပတ်သက်တဲ့ idea တွေအများကြီးရလာမှာဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တယောက်လည်းဖြစ်သွားနိုင်ပါတယ်ကျွန်တော်မိဘကိုယ်တိုင်ကကျွန်တော်ကိုသုံးစားမရဘူးအသုံးမကျဘူးလို့ခဏပြောခဲ့တဲ့အထိကျွန်တော်အရင်ကအလွန်တောင်းအပါတယ်ခုဆိုထုံထိုင်းနဲ့ဘာမှမလုပ်တတ်မကင်တတ်တဲ့ကောင်လေးတယောက်ပါဒီနေ့ကျွန်တော်ထက်ဒီနေ့ဝန်းကျင်ငယ်တဲ့ညီလေးတယောက်နဲ့ခင်မင်ခွင့်ရခဲ့ပါတယ်သူကအလွန်ထက်မြက်ပြီးတွက်လက်နဲ့အရန်လဲတော်ပါတယ်ဒီနေ့သူစီကနေပိတ်ဆန်ဆိုတာရှာရတာလွယ်တယ်ဆိုတဲ့အကြောင်းအမြဲကြားရတော့တကယ်ရှာရတာလွယ်တာလားဆိုပြီးစတင်တွေးတောခဲ့မိပါတယ်သူကဒီနေ့ကို3သိန်းကျော်2သိန်းဝန်းကျင်လောက်ရှာနိုင်နေတဲ့ကာလမှာကျွန်တော်ကဒီနေ့1000ခွဲလောက်ပဲဝင်ငွေရှိနေခဲ့ပါတယ်နောက်ပိုင်းတွေမှာသူ့ရဲ့စီးပွားရှာတဲ့ပုံစံတွေကိုအနီးကပ်လေ့လာခွင့်ရခဲ့ပြီးပိတ်ဆန်ဆိုတာဒီလိုရှာရတာပါလားဆိုတဲ့အတွေးတွေဝင်ခဲ့ပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးအကြံဉာဏ်တွေလိုတဲ့အခါသူစီကအကြံဉာဏ်တွေကိုရယူခဲ့တယ်လို့အလုပ်လုပ်ရင်းစိတ်ဓာတ်တွေကျလာတဲ့အခါတရက်2သိန်းနီးပါးဝင်ငွေရှိတဲ့သူကိုကြည့်ပြီးအားတွေယူခဲ့ရပါတယ်ဒီလိုနဲ့တရက်စူးစမ်းရင်းအခုဆိုရင်ကျွန်တော်လည်းနေရာတနေရာကိုရောက်လာခဲ့ရပါတယ်ဒါတွေမကသေးပါဘူးပြောရမယ်ဆိုရင်မကုံနိုင်လောက်အောင်ပါပဲကျွန်တော်ပတ်ဝန်းကျင်မှာကျွန်တော်ရွေးချယ်ပြီးထားတဲ့သူတွေကြောင့်ပညာရေးမှာဆိုရင်လည်းအကောင်းဆုံးနေရာကိုရောက်ခဲ့ရတယ်လို့စီးပွားရေးမှာဆိုရင်လည်းနေရာတနေရာကိုရောက်လာခဲ့ရတာပါတချို့သူငယ်ချင်းတွေဆိုရင်ကျွန်တော်ကိုမတွေ့ဖြစ်တဲ့နေ့အပိုင်းခြားလေးအတွင်းမှာအများကြီးပြောင်းလဲလာလိုက်တာနော်ဆိုတဲ့စကားတွေအမြဲပြောကြပါတယ်ဒါကဘာကြောင့်လဲဆိုရင်ကျွန်တော်ပတ်ဝန်းကျင်မှာကျွန်တော်ပေါင်းသိဆက်ဆံတဲ့သူတွေကြောင့်ပါကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေဟာကျွန်တော်တို့ကိုအမြင့်ဆုံးရောက်အောင်တွန်းပို့ပေးနိုင်တယ်လို့အောက်ဆုံးထိရောက်အောင်ဆွဲချသွားနိုင်ပါတယ်ဒါကြောင့်ကိုယ့်ပတ်ဝန်းကျင်ကိုယ့်ရဲ့အတိုင်းဝိုင်းမှာကိုယ့်ကိုအားဖြစ်စေတဲ့သူတွေကိုသာထားပါကိုယ့်ရဲ့တက်လန်းတွေကိုပိတ်ဆို့စေမဲ့သူတွေကို
အတက်နိုင်ဆုံးကိုပတ်ဝန်းကျင်မှာမထားမိပါစေနဲ့နောက်ပြီးအားရင်အားသလိုမနေပဲ YouTube ဖွင့်ပြီးလေ့လာစရာရှိတာလေ့လာပါကိုကိုခွန်အားဖြစ်စေမဲ့အရာတွေကိုနားထောင်ပါကိုကိုခွန်အားပေးနိုင်မဲ့ကိုဘဝအတွက်အပြောင်းလဲပေးနိုင်မဲ့ social media platform တွေကိုသာ follow လုပ်ထားပါအစိတ်တောက်တွေဖြစ်စေပြီးဟိုသူမကောင်းကြောင်းပြောဒီလူမကောင်းကြောင်းပြောနေလို့ဆယ်လီတွေကို follow လုပ်ပြီးသူတို့တင်သည်မြမလွတ်တမ်းကြည့်နေမယ်ဆိုရင်ဒီကိုယ်တိုင်ကလည်းအဲ့ဒီလိုလူမျိုးဖြစ်သွားပါလိမ့်မယ်ကိုယ်တိုင်ကမြင့်တဲ့နေရာမှာနေကျင်နေဆိုရင်မြင့်တဲ့သူတွေမြင့်တဲ့အရာတွေကိုပဲကိုယ့်ရဲ့ပတ်ဝန်းကျင်မှာထားပါလို့အကြံပေးချင်ပါတယ်အစိတ်တောက်ဖြစ်စေတဲ့လူတွေကိုရှောင်ပါတယောက်တည်းနေတတ်အောင်ကြိုးစားပါရှင်သန်ရတာပင်ပန်းလာတဲ့အခါမိုးကောင်းကင်ကိုအကြာကြီးမော့ကြည့်ပါအစိတ်တောက်ဖြစ်စေတဲ့လူများလောကကြီးမှာသူတစ်ပါးရဲ့မကောင်းကြောင်းကိုပြောနေမှစားဝင်အိပ်ပျော်တဲ့လူတွေရှိပါတယ်သူတစ်ပါးကိုခြာနှင်းပြီးမှအောင်မြင်အောင်ကြိုးစားနေတဲ့သူတွေလည်းရှိပြန်ရောသူတစ်ပါးအဆင်ပြေရင်မနာလိုပြီးသူတစ်ပါးအဆင်မပြေရင်ပျော်နေတတ်တဲ့သူတို့ချို့လည်းဒီလောကမှာရှိပါတယ်အဲ့လိုလူမျိုးတွေကို toxic people လို့ခေါ်ပါတယ်အဲ့လို toxic people တွေစုဝေးနေထိုင်တဲ့အတိုင်းဝိုင်းကြီးကလည်းတကယ်ရှုပ်ထွေးပြီးစိတ်ပြက်စရာအလွန်ကောင်းပါတယ်တနေ့သူတစ်ပါးရဲ့ဟုတ်တဲ့အကြောင်းတွေရောမဟုတ်တဲ့အကြောင်းတွေပါအာမနာတန်းရှောက်ပြောမယ်သူတစ်ပါးကိုအပုတ်ချပြီးပြောမှ social media မှာ like follow တွေရလာမှန်းသိတော့သူများမကောင်းကြောင်းကိုကောင်းကြောင်းတွေပြောရင်း like တွေ follow တွေရှာလာကြတယ်တစ်ချိန်တုန်းကကျွန်တော်လဲ toxic people တွေရှိတဲ့အတိုင်းဝိုင်းထဲမှာနေထိုင်ခဲ့ဘူးပါတယ်တနေ့ဟိုစကားဒီစကားဟိုပို့တစ်ဖက်နဲ့တစ်ဖက်အစင်မပြေအောင်ဟိုလိုဂုံးတိုက်လိုက်ဒီလိုဂုံးတိုက်လိုက်တယောက်နဲ့တယောက်ဟိုလိုလိန်ညာလိုက်ဒီလိုလိန်ညာလိုက်နဲ့တွေ့ရမြင်ရတာတကယ်အစင်မပြေပဲသူတို့နဲ့နေရတာတကယ်မွန်းကျက်ဖို့ကောင်းလာရပါတယ် toxic people တွေဟာသူတို့ကိုယ်တိုင်လဲပူလောင်ပြီးသူတို့ဘေးမှာရှိနေတဲ့လူတွေကိုလည်းပူလောင်စေတဲ့အပူအဆိုင်ခဲကြီးတစ်ခုပါသူတို့နဲ့ပိုနီးကတ်တဲ့သူဟာပူရပြီးသူတို့နဲ့ဝေးနိုင်သမျှဝေးမှနေတဲ့သူတွေဟာအပူဒဏ်ကိုနည်းသွားရပါတယ် toxic people တွေအများကြီးရှိတဲ့ပတ်ဝန်းကျင်တိုင်းဝိုင်းမှာနေထိုင်တဲ့သူတွေဟာလိုတာထက်ပိုပြီးမတိုးတက်နိုင်ပါဘူးလိုတာထက်ပိုပြီးမအောင်မြင်နိုင်တယ်လို့လိုတာထက်ပိုပြီးလဲစိတ်မချမ်းသာနိုင်ပါဘူးဘာကြောင့်လဲဆိုရင် toxic people တွေဟာအမြဲမကောင်းမြင်တတ်ပြီးအောက်ကိုအမြဲဆွဲချတတ်တဲ့သူတွေဖြစ်နေလို့ပါဒါကြောင့်ကိုယ်တိုင်က toxic မဖြစ်အောင်နေထိုင်ကျင့်သုံးပါ toxic people တွေနဲ့လည်းလိုတာထက်ပိုပြီးမပေါင်းသင်းမိအောင်နေထိုင်ပါတနေ့ထက်တနေ့ပိုပြီးရင့်ကျက်တဲ့သူဖြစ်ဖို့ဆိုရင်ရင့်ကျက်ခြင်းမရင့်ကျက်ခြင်းဟာအသက်အရွယ်ပိုင်းခြားနဲ့မသက်ဆိုင်တယ်လို့ပညာတတ်ခြင်းပညာမတတ်ခြင်းတွေနဲ့လည်းမသက်ဆိုင်ပါဘူးရင့်ကျက်မှုဆိုတာဘဝမှာတွေးကြုံခဲ့ရတဲ့အခြေအနေတွေအခက်အခဲပြဿနာတွေအတွေ့အကြုံတွေပေါ်မူတည်တယ်လို့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးနေတက်ထိုင်တက်ပြုမိတတ်တဲ့အပေါ်မှာလည်းမူတည်ပါတယ်အခက်အခဲပြဿနာတွေကိုအကောင်းဆုံးရင်ဆိုင်ဖြေရှင်းနိုင်ခဲ့တဲ့သူတွေဟာရှင်းကျက်တဲ့သူတွေဖြစ်လာတယ်လို့လူမှုပတ်ဝန်းကျင်မှာအလိုက်သင့်နေတက်ထိုင်တက်ပြုမှုတတ်ဖို့အမြဲကြိုးစားနေတဲ့သူတွေဟာတနေ့တစ်နေ့ပုံမရင့်ကျက်တဲ့သူတွေဖြစ်လာရပါတယ်ရင့်ကျက်တဲ့သူတယောက်ဖြစ်လာတဲ့အခါဘလောက်ပဲနာကျင်နေပါစေတုံပြုံးလေးနေတက်လာတယ်ထက်ကနာကျင်စေသူတွေကိုလွတ်ချနိုင်လာတယ်တခုခုဆိုရင်နားလေပေးတက်လာတယ်ကိုကိစ္စမဟုတ်ရင်အတက်နိုင်ဆုံးဝင်မပါမိအောင်နေဖြစ်လာတယ်စိတ်ကိုအယိုးရှင်းဆုံးထားတက်လာတယ် self control အကောင်းလာတယ်စကားကိုအေးအေးဆေးဆေးပြောတတ်လာတယ်တခြားသူထက်ကိုသာအာယုံစိုက်ဖြစ်လာတယ်အပြုမှုပိုင်းဆိုင်ရာဟာတီငိမ့်ဖြစ်လာတယ်လူအတိုင်းဝိုင်းမှာအကောင်းမွန်ဆုံးကျင်လည်နိုင်ဖို့ဆိုရင်သင်အနေနဲ့ယဉ်ကျက်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားဖို့လိုပါတယ်ယဉ်ကျက်ခြင်းဟာလူပေါင်းလောကမှာများစွာအသုံးဝင်တဲ့အရေးချင်းတွေကတစ်ခုပါပဲသင်အနေနဲ့ယဉ်ကျက်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင်ဒီအချက်လေးတွေကိုလိုက်လုပ်ကြည့်ပါယဉ်ကျက်တဲ့သူတစ်ယောက်ဖြစ်ဖို့နည်းလမ်းများစကားကိုလိုအပ်တာထက်ပုံမပြောမိပါစေနဲ့ကိုအမြဲအာယုံစိုက်ပါတုတ်ပြန်မှုမမြင်ပါနဲ့တေချာစဉ်းစားပြီးမှတုတ်ပြန်ပါတခုမလုပ်ခင်အရင်ဆုံးတေချာစဉ်းစားပါကိုယ့်ရဲ့လက်ရှိအခြေအနေကိုလက်ခံနိုင်အောင်ကြိုးစားပါခံစားချက်တွေကိုထိန်းချုပ်နိုင်အောင်ကြိုးစားပါဘယ်သူမှအလွယ်တကူမကဲ့ရဲ့မဝေဖန်မိပါစေနဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာအောင်နေပါ
တယောက်တည်းနေတတ်အောင်လေ့ကျင့်ပါပြဿနာတွေကိုမကြောက်ပါနဲ့ရဲရဲရင်ဆိုင်ပါစိတ်ခံစားချက်လွယ်တဲ့အကျင့်ကိုဖျောက်ပါစိတ်ကခံစားရတာကိုမျက်နှာပေါ်မှာမပေါ်လာအောင်လေ့ကျင့်ပါကိုအမြဲတမ်းမအောင်ကြိုးစားပါတိုက်ခိုက်မှုတွေကိုခံနိုင်ရင်ရှိအောင်ကြိုးစားပါတကယ်လေ့ကျင့်ရင်လောကီကိစ္စမပြောနဲ့လောကုတ္တရာကိစ္စတွေထိအောင်ဖြစ်လာနိုင်ပါတယ်ဆိုပြီးပမခကျုပ်ဆရာတော်ဖះကြီးကမိန့်ကြားပူပါတယ်ဒါကြောင့်ကိုယ်တိုင်ကရင့်ကျက်ပြီးစမတ်ကြတဲ့သူတယောက်ဖြစ်ချင်နေဆိုရင်ရင့်ကျက်စေမဲ့အလေ့ကျင့်တွေကိုရအောင်လေ့ကျင့်ပါလူငယ်များအားလုံး next level better version ကိုအမြင့်ဆုံးရောက်နိုင်ကြပါစေမကောင်းတဲ့ကံတွေကိုပြန်လဲကောင်းမွန်လာအောင်ကံမကောင်းအကြောင်းမလိုက်ရင်ဘယ်ရာကိုပဲလှုပ်ပျက်စီးတတ်ပါတယ်ကိုဟာအလုပ်တွေစူးစမ်းနေပါလျက်စူးစမ်းသလောက်အရာမထင်တဲ့အခါဒါမှမဟုတ်အခက်ခဲတွေကိုကြီးအမြဲတမ်းရင်ဆိုင်နေရပြီးကိုကံမကောင်းသလိုခံစားနေရတဲ့အခါကျွန်တော်တို့အနေနဲ့မိမိရဲ့မကောင်းတဲ့ကံတွေတဖြည်းဖြည်းပြန်လဲကောင်းမွန်လာအောင်ပြုပြင်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့အနေနဲ့မကောင်းတဲ့ကံတွေပြန်လဲကောင်းမွန်လာအောင်ဘယ်လိုပြုပြင်လို့ရတယ်လဲ1စေတနာကောင်းအောင်ထားပါစေတနာကောင်းရင်ကံကောင်းတယ်ဆိုတဲ့စကားလည်းရှိပါတယ်ကျွန်တော်တို့တွေလူတိုင်းပေါ်မှာမိမိရဲ့အလုပ်ပေါ်မှာအရာအလုံးပေါ်မှာစေတနာထားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ကံတွေဟာအလိုလိုကောင်းလာပါလိမ့်မယ်နှစ်စိတ်ကိုဖြူစင်အောင်ထားပါမိမိရဲ့အတွင်းစိတ်ကလည်းဖြူစင်အောင်ထားတဲ့သူတွေဟာအမြဲအေဂျင့်ကြည်လင်နေမှာဖြစ်ပြီးလူချစ်လူခင်လဲပေါ်များလာမှာဖြစ်တယ်လို့နတ်အပေါင်းတို့ရဲ့ချစ်ခင်ခြင်းကိုရရှိလာမှာဖြစ်ပါတယ်စိတ်ထားကောင်းရင်ကံကောင်းနိုင်တာမို့စိတ်ကိုဖြူစင်အောင်ထားပါ3ဘာသာရေးလုပ်ပါဘာသာရေးအများဆုံးလုပ်ခြင်းဟာမကောင်းတဲ့ကံကိုပြန်လဲကောင်းမွန်လာအောင်အထီရောက်ဆုံးပြုပြင်ခြင်းပါပဲဘာသာရေးလို့ဆိုတဲ့နေရာမှာကောင်းမှုကုသိုလ်ပြုလုပ်ခြင်းလူတိုင်းပေါ်မှာမေတ္တာထားခြင်းနဲ့မေတ္တာတရားအမြဲပွားများခြင်းကိုကျင့်သီလစောင့်ထိန်ခြင်းအမြဲဖျားရှိခိုးခြင်းဖျားเจ้าစီတီများတန်ရှင်းရေးလုပ်ခြင်းလူဒန်းမှုများပြုလုပ်ခြင်းပဋိစိတ်ခြင်းတို့ပါဝင်ပါတယ်ကံတွေပြန်လဲကောင်းမွန်လာဖို့အတွက်ဘာသာရေးနဲ့ပတ်သက်တာများများလုပ်ပါ၄မိဘကိုလှုပ်ကြွေးပြုစုခြင်းမိဘကိုလှုပ်ကြွေးပြုစုတဲ့သူတွေဟာဒီဘဝမှာလည်းကံကောင်းတတ်တယ်လို့နောင်ဘဝတွေမှာလည်းကံကောင်းတတ်တာမို့မိဘကိုမဆုံးရှုံးခင်အချိန်လေးမှာတဝကြီးပြုစုလှုပ်ကြွေးပါ၅ကျေးဇူးတရားကိုနားလည်ပါကိုယ့်ပေါ်ရှိခဲ့မှုတဲ့တစ်ဖက်လူရဲ့ကျေးဇူးတရားတွေကိုကျွန်တော်တို့ကနားလည်သဘောပေါက်ပြီးအခွင့်အခါသင့်တာနဲ့ကျေးဇူးပြန်ဆက်ဖို့လိုပါတယ်ကျေးဇူးတရားကိုအမြဲသိတတ်ပြီးကျေးဇူးပြန်လဲဆက်တက်ခြင်းဟာကံပြင်ခြင်းကံမြင့်ခြင်းတစ်မျိုးပါပဲ